တကယ်သမီးရင်းဖြစ်သူဟာပြန်လည်မွေးဖွားလာပြီးနောက်ပထမဆုံးလုပ်တဲ့အလုပ်ကတော့မြေကြီးပေါ်ကနွားချေးကိုကောက်ပြီးသမီးအတုရဲ့စကတ်ပေါ်ကိုတုပ်ပစ်လိုက်တာပါပဲအဲဒီနောက်မှာတော့လေထဲမှာပေါ်နေတဲ့ floating comments စာသားတွေအရကြီးစုသူတယောက်ကသူမကိုလှပတဲ့နှင်းစီပန်းတစ်ပွင့်လက်ဆောင်ပေးလိုက်တာကိုတွေ့လိုက်ရတယ်မိန်းကလေးကသူမရဲ့ဖုန်းကိုကြည့်လိုက်တဲ့အခါတကယ်ပဲငွေဝင်တဲ့စာတို့လေးပေါ်လာတာပေါ့သူမလဲငါပတ်စံရှာဖို့အခွင့်အရေးရပြီဆိုပြီးဝမ်းသာအားရတွေးမိသွားတယ်ဒီဘဝမှာတော့ဒီ floating comments တွေနဲ့သူမရဲ့ပါနှက်တဲ့အကွက်တွေကိုသုံးပြီးဘဝရဲ့ထိတ်ဆုံးကိုချောချောမောမောတက်လန်းမယ်လို့ဆုံးဖြတ်လိုက်ပါတယ်အရင်ဘဝတုန်းကတော့စင်းရဲသားရက်ကွက်မှာရုန်းကန်ခဲ့ရတဲ့ဒီမိန်းကလေးဟာတနေ့မှာတထေးကြီးမိသားစုရဲ့သမီးရင်းဖြစ်မှန်းသိလိုက်ရတယ်နေတိုင်းရိုက်ခံနေရတဲ့ငရဲခန်းတွေကလွတ်ပြီလို့ထင်ခဲ့ပေမဲ့အိမ်ရောက်တဲ့အခါမှာတော့သမီးအတုရဲ့လောက်ကျန်ဖန်တီးတာကိုခံရပြီးမိသားစုရဲ့ယုံကြည်မှုကိုလည်းမရခဲ့ဘူးနောက်ဆုံးမှာတော့လှေကားပေါ်ကတွန်းချခံရပြီးတေဆုံးခဲ့ရတာပါအခုဒီဘဝမှာတော့သူမဟာသူမနဲ့တကယ်ထိုက်တန်တဲ့ဘဝမျိုးကိုဖျက်ဆီးမယ်လို့ကြိမ်ဆိုလိုက်ပါတယ်သူမအိမ်ကိုပြန်ရောက်တဲ့အခါမှာသမီးအတုနဲ့အကိုဖြစ်သူကပေါင်းပြီးသူမကိုချက်ချင်းပဲချင်းချောက်စကားပြောကြတယ်သူမကတောမှနေလာတာဆိုတော့ကိုတောင်လိုအခန်းချင်းလေးမှာပဲပေးနေရင်တော်ပြီလို့ပြောကြတာပေါ့ဒါကိုကြားပေမဲ့သူမကစိတ်မဆိုးတဲ့အပြင်အကိုဖြစ်သူကိုရင်ရင်ကျေးကျေးဥညွတ်ပြီးအခန်းချင်းလေးမှာပဲနေခိုင်းတဲ့အတွက်ကျေးဇူးတင်ပါတယ်ဘာလို့လဲဆိုတော့ညီမကအခန်းကြီးကြီးတွေနဲ့မနေတက်လို့ပါဆိုပြီးခက်အေးအေးပဲပြန်ပြောလိုက်တယ်ဒီလိုအလျှော့ပေးသလိုနဲ့အပိုင်နှက်လိုက်တဲ့အကွက်ကြောင့်သမီးတူဟာကြောင်သွားပြီးဖခင်ဖြစ်သူကလည်းဒါကိုကြားတော့သမီးရင်းကိုကိုတောင်ထဲမှာတကယ်ပေးထားဖို့အားနာသွားတယ်ဒါကြောင့်အကောင်းဆုံးဧည့်သည်ဆောင်ခန်းကိုပေးလိုက်တဲ့အပြင်အကိုဖြစ်သူကိုလည်းနောက်လိုက်ပါတယ်ဒါကိုအကိုဖြစ်သူကဒေါသထွက်ပြီးထွက်သွားတော့မိန်းကလေးကအလွတ်မပေးပဲစိတ်မဆိုးပါနဲ့ဆိုပြီးခဲရဲတဲ့လေးလှောင်လိုက်ပါသေးတယ်ဒီလိုရက်ကြောင့်ပဲနောက်ထပ်လက်ဆောင်တစ်ခုထပ်ရပြန်တယ်ညဘက်ရောက်တော့သမီးအတူကသူမအခန်းရှိကိုရှောက်လာတာကိုကြားလိုက်ရတယ်သူမကအိတ်ချင်ရောင်ဆောင်နေလိုက်တဲ့အခါသမီးအတူကအခန်းထဲကိုတိတ်တဆိတ်ခိုးဝင်လာတာကိုတွေ့လိုက်ရတာပေါ့နောက်တနေ့မနက်မှာတော့သူမနုံနုံချင်းပဲအိမ်ဖော်ကိုအတန်ကျဲကျဲနဲ့ခေါ်ပြီးစိန်ဆွဲကြိုးပျောက်သွားပြီလို့လူတိုင်းသိအောင်ပြောလိုက်တယ်ထမင်းစပွဲရောက်တဲ့အခါသမီးအတူကဆွဲကြိုးအကြောင်းကိုရည်ရွယ်ချက်ရှိရှိစပြောပါတယ်ဖေဖေပေးတဲ့ဆွဲကြိုးကိုညီမလေးဘာလို့မဆွဲထားတာလဲသူကဆင်းရဲတာအကျင့်ပါနေတော့တန်ဖိုးရှိတာမြင်ရင်ရောင်းစားကျင်နေတာနေမှာဆိုပြီးဆွဲတော့တာပေါ့ဒါကိုကြားတော့အဖေဖြစ်သူရဲ့မျက်နှာကချက်ချင်းပြတ်သွားတယ်သမီးတူနဲ့အကိုဖြစ်သူကတရက်ဆက်ဆွဲနေချိန်မှာမိန်းကလေးကတော့အခန်းထဲကိုအေးအေးဆေးဆေးဝင်သွားပြီးကာကွယ်ရေးတစ်တာစိတ်ခဲကနေဆွဲကြိုးကိုထုတ်ပြလိုက်တယ်ဒါအပြင်သမီးအတူကသူမကိုလှုပ်ကြံဖို့ကြံစီထားတဲ့အတန်ဖန်းဆက်ကိုပါထုတ်ပြလိုက်ပါတယ်အတန်ဆိုင်ထဲကသမီးတူရဲ့အတန်ထွက်လာတော့သမီးတူကချက်ချင်းပဲပြပြတလဲဖြစ်သွားတယ်သူကညင်းဖို့စူးစမ်းနေသေးတာကြောင့်မိန်းကလေးကအိမ်ဖော်ကိုပါတက်တေအဖြစ်ခေါ်လိုက်ပါတယ်တက်တေနဲ့အထောက်ထားခိုင်လုံနေပေမဲ့ညနာလိုက်တဲ့အဖေဖြစ်သူကတော့ဒါဟာနားလည်မှုလွဲတာပါလို့ပဲဆိုပြောပြီးအကိုဖြစ်သူကလည်းမင်းကလည်းဒါလေးကိုဆွဲမထားပါနဲ့လို့ပြောပါတယ်ဒါကြောင့်မိန်းကလေးကနောက်တစ်ခါကျရင်ဒီထက်ကြီးတဲ့ကစားပွဲမျိုးကစားမယ်လို့ဆုံးဖြတ်လိုက်တယ်နောက်တော့အဖေဖြစ်သူကထမင်းစပွဲမှာသမီးရင်းရဲ့နာမည်ကိုပြောင်းပေးခြင်းကြောင်းနဲ့မွေးနေ့ပွဲလုပ်ပေးခြင်းကြောင်းပြောလာတယ်သမီးအတူကဒါကိုတားဖို့စူးစမ်းပေမဲ့မိန်းကလေးကသူ့မမွေးစားမိဘတွေအိမ်မှာစင်စင်ရဲရဲနေခဲ့ရတဲ့အကြောင်းတွေကိုပြောပြလိုက်တဲ့အခါအဖေဖြစ်သူမှအပြစ်မကင်းသလိုခံစားရပြီးသမီးအတူဘလို့ပဲတားနာမည်ပြောင်းဖို့ချက်ချင်းစီစဉ်ခိုင်းလိုက်ပါတယ်ဒီအတော်အတွင်းမှာလည်းမိန်းကလေးဟာတွေကရတဲ့လက်ဆောင်တွေကြောင့်တထေးမလေးတစ်ယောက်ဖြစ်နေပါပြီမွေးနေ့ပွဲမှာသမီးအတူကသူ့မကိုတခုခုလုပ်အောင်မယ်ဆိုတာသိနေလို့မိန်းကလေးကတန်ဖိုးကြီးဆိုင်မှာအင်ဂျီနှစ်ထည်ကိုကြိုမာထားလိုက်တယ်မွေးနေ့ပွဲနေ့မှာတကယ်ပဲသမီးအတူကမိန်းကလေးရဲ့အင်ဂျီဘောကိုရေနဲ့ပတ်ချလိုက်တယ်သမီးရင်းမှာနောက်ခံမရှိတော့အဆက်တကွဲဖြစ်သွားလိမ့်မယ်လို့သမီးတူကထင်နေတာပါဒါပေမဲ့မိန်းကလေးကနောက်ထပ်အင်ဂျီတစ်ထည်နဲ့ပွဲတဲကိုလှလှပပဝင်လာတဲ့အခါလူတိုင်းငေးသွားရတယ်သမီးတူကတော့အရှုံးမပေးပဲဖေဖေကိုပေးမဲ့ဗကြီးကားကိုတတိထားအောင်လူကြားတဲ့အဆက်မကွဲစေနဲ့လို့ပြောတယ်တကယ်တော့သူကအဖေဖြစ်သူကိုပေးမဲ့ပကြီးကားအစ်စ်ကိုအတုနဲ့လဲထားပြီးသားပါဒါပေမဲ့တတိပေးချက်ကြောင့်မိန်းကလေးကဒါကိုကြိုသိနေပြီးအခန်းထဲကနေသူ့မတကယ်ပေးခြင်းနဲ့ပကြီးကားကိုယူလာလိုက်တယ်သမီးအတူကအဲ့ဒီပကြီးကားကိုတွေ့တော့သူကိုယ်တိုင်အဖေစီယူသွားပေးမယ်လို့ပြောပြီးပကြီးကားကိုဖွင့်လိုက်တဲ့အချိန်မှာပဲဒါကအတုကြီးပဲဆိုပြီးပြောလိုက်တယ်မိန်းကလေးကလည်းအေးဆေးဆေးပဲဟုတ်တယ်အဲ့ဒါအတူပဲလို့ဝန်ခံလိုက်တယ်အဲ့ဒီအချိန်မှာသမီးအတူကသူ့မကိုနှိမ်လို့ရပြီဆိုပြီးပို့ပြီးဘဝင်မြင့်နေချိန်မှာမိန်းကလေးကပကြီးကားအစ်စ်ကိုထုတ်ပြလိုက်တယ်လို့ကကတဲ့မှတ်တမ်းကိုပါပြလိုက်ပါတယ်အဲ့ဒီထဲမှာသမီးအတူကသူမအိတ်နေတော့အခန်းထဲကိုခိုးဝင်ပြီးလက်ဆောင်ကိုလဲလှယ်နေတာကိုအထင်ရှားမြင်လိုက်ရတာပေါ့ဒါကိုမြင်တော့အဖေဖြစ်သူဟာစကားမပြောနိုင်လောက်အောင်ဖြစ်သွားပြီးသမီးအတူလည်းဒီအိမ်မှာစကားပြောခွင့်အာဏာတွေအားလုံးဆုံးရှုံးသွားရပါတော့တယ်